လေယာစိုက်တဲ့ပျောစိတ်များကဘာမြေပေါ်မှာလူသားတွေထက်နှစ်တန်းပေါင်းများစွာဆောပြီးလေယာစိုက်ပျိုးရေးလုပ်ငန်းကိုစတင်ခဲ့တဲ့တင်းငယ်တဲ့တရဝါလေးတွေရှိပါတယ်။သူတို့ဟာမြေကြီးအောက်ကနည်းနည်းတဲ့လျှို့ဝှက်ကဘာတစ်ခုကိုပိုင်ဆိုင်ထားကြပါတယ်။သူတို့ရဲ့နေထိုင်မှုပုံစံကကျွန်တော်တို့ကိုအံ့အားသင့်စေပါတယ်။ဒီနေ့မှာတော့မှုစိုက်ပျောစိတ်လို့ခေါ်တဲ့စိုက်ပျိုးရေးအလုပ်သမားလေးတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။မှုစိုက်ပျောစိတ်တွေဟာတရွက်တွေကိုကိုက်ဖြတ်ပြီးတည်ယူသွားတတ်တဲ့သူတို့ရဲ့ထူးခြားတဲ့အမှုအကျင့်ကြောင့်လူသိများပါတယ်။ဒါပေမဲ့သူတို့တရွက်တွေကိုဘာကြောင့်တည်ကြတာလဲအစားအဖြစ်စားဖို့လားမဟုတ်ပါဘူးသူတို့ရဲ့ရည်ရွယ်ချက်ကပိုပြီးစနစ်ကျပြီးအံ့ဩစရာကောင်းပါတယ်ဒီတရွက်တွေဟာသူတို့ရဲ့အဓိကအစားဖြစ်တဲ့မှုကိုစိုက်ပျိုးဖို့အတွက်မြေဩဇာအဖြစ်အသုံးပြုဖို့ပဲဖြစ်ပါတယ်ဒီထူးခြားတဲ့ပျောစိတ်တွေကိုအဓိကအားဖြင့်အမေရိကအလယ်ပိုင်းနဲ့တောင်အမေရိကတိုက်ကအပူပိုင်းမိုးသစ်တောတွေမှာတွေ့ရတတ်ပါတယ်သူတို့ရဲ့အိမ်ကတော့မြေကြီးအောက်ထဲမှာရှိပါတယ်သူတို့ဟာမြေအောက်ထဲမှာအလွန်ကြီးမားတဲ့အတိုက်အုံတွေကိုတိစောက်ကြပါတယ်ဒီအတိုက်တွေဟာပေ80ခန်းအထိကျယ်ဝန်းနိုင်ပြီးအခန်းပေါင်းထောင်ချီပါဝင်ပါတယ်။မိုးဆိုင်ပြိုးတဲ့အခန်းအမိုက်စွန့်ပစ်တဲ့အခန်းဘရင်မနေထိုင်တဲ့အခန်းနဲ့အလုပ်သမားတွေနားနေတဲ့အခန်းစသဖြင့်စနစ်တကျခွဲခြားထားကြပါတယ်။အတိုက်တစ်ခုတည်းမှာတင်ပျောစိတ်ကောင်းကြီး၈တန်းအထိနေထိုင်နိုင်တာမို့ဒီအတိုက်တွေကိုမြေအောက်မြို့ကြီးများလို့လည်းတင်စားပြောဆိုနိုင်ကြပါတယ်။သူတို့ရဲ့လေယာစိုက်ပျိုးရေးလုပ်ငန်းစဉ်ကတကယ်ကိုအံ့ဩစရာပါ။ပထမဦးဆုံးတန်မာတဲ့မေးရိုးတွေနဲ့မိမိကိုအလေးချိန်ထက်အစာပေါင်းများစွာလေးတဲ့တရွက်တွေကိုကိုက်ဖြတ်ပြီးအတိုက်စီကိုတည်ယူလာကြပါတယ်။အတိုက်ထဲကိုရောက်တဲ့အခါအဲ့ဒီတရွက်တွေကိုအသေးစိတ်ကြိတ်ဝါပြီးအနှစ်ပြစ်လုပ်ပါတယ်။ပြီးမှအဲ့ဒီအနှစ်တွေပေါ်မှာသူတို့ရဲ့အဓိကအစားဖြစ်တဲ့မှုမျိုးစေ့တွေကိုချပြီးဂယူးတစိုက်စိုက်ပျိုးကြပါတယ်။ဒီမှုဟာကဘာပေါ်မှာအခြားဘယ်နေရာမှာမှမပေါက်ပဲဒီပျောစိတ်အတိုက်ထဲမှာပဲရှင်းသတ်နိုင်တာပါ။ဒါအပြင်မှုကင်းထဲမှာအခြားမလိုလားအပ်တဲ့မှုဆိုးတွေမပေါက်အောင်ပျောစိတ်တွေကသူတို့ရဲ့ခန္ဓာကိုယ်ကထွက်တဲ့တဘာဝပဏိဇီဝပိုးသက်ဆေးတွေနဲ့တန့်စင်ပေးကြပါတယ်။ဒါဟာဘလောက်တောင်မှစနစ်ကျတယ်လဲဆိုတာကိုပြသနေတာပါပဲ။ဒီပျောစိတ်တွေမှာအံ့ဩစရာကောင်းတဲ့ထူးခြားမှုတွေအများကြီးရှိပါသေးတယ်။သူတို့ဟာအရွယ်အစားပေါ်မူတည်ပြီးအလုတ်ခွဲခြားလုတ်ကင်ကြပါတယ်။အကောင်ကြီးတွေကတရွက်ဖြန်းအလက်တွေကလမ်းရှင်းတာနဲ့တည်ယူတာအကောင်တိတိလေးတွေကတော့မှုကင်းကိုပြုစုဆောက်ရှောက်တာစတဲ့တာဝန်တွေကိုခွဲဝေယူကြပါတယ်။မြေအောက်ထဲမှာအောက်ဆီဂျင်မပြတ်လက်စေဖို့အတိုက်ထဲမှာလေဝင်လေထွက်ပျော်နိုင်းတွေကိုအင်ဂျင်နီယာဆန်တိစောက်ထားကြပါတယ်။ယောဂဘိုးမကူးဆက်စေဖို့အမိုက်နဲ့အသေးကောင်တွေကိုစွန့်ပစ်တဲ့အခန်းသီးတန့်ထားရှိပြီးအဲ့ဒီအခန်းထဲကိုသွားတဲ့ပျောစိတ်ဟာအပြင်ကိုပြန်မလာရတဲ့စီကန်းတောင်မှရှိတတ်ပါတယ်။သူတို့ဟာမိမိကိုအလေးချိန်ရဲ့အစ90အခန်းအထိလေးတဲ့အရာတွေကိုတည်ဆောင်နိုင်စွမ်းရှိပါတယ်။ဒီစွမ်းအားကိုလူသားနဲ့နှိုင်းယှဉ်ကြည့်ရင်ကားတစ်စီးလုံးကိုတယောက်တည်းထမ်းသွားနိုင်တယ်လို့မျိုးပါပဲ။ပျောစိတ်ဘီရင်မကအတိုက်တစ်စီကိုရွှေငွေတွေတည်သွားတာမျိုးမဟုတ်ပဲသူတို့မျိုးနွယ်စုရဲ့အသက်သွေးကြောဖြစ်တဲ့မှုမျိုးစေ့လေးတွေကိုပါဇက်ထဲမှာအသေးချာငုံပြီးတည်ဆောက်သွားတာဖြစ်ပါတယ်။ဒါမှသာအတိုက်တစ်မှာလေယာလုပ်ငန်းကိုပြန်ဆနိုင်မှာပါ။နောက်ပြီးတရွက်တဲနေစဉ်မှာပျောစိတ်ကြီးတွေဟာခုခံဖို့လက်နက်မရှိပါဘူး။အဲ့ဒီအချိန်မှာရင်ကောင်စိုးတွေကပျောစိတ်ခေါင်းပေါ်ဥဖို့စူးစမ်းတတ်ပါတယ်။ဒါကိုကာကွယ်ဖို့အတွက်ကိုရန်တော်ပျောစိတ်တိလေးတွေကတရွက်ပေါ်ကနေစောင့်ချက်ပြီးရင်ကောင်တွေကိုမောင်းထုတ်ပေးကြတာဖြစ်ပါတယ်။ဒီပျောစိတ်တွေရဲ့ခန္ဓာကိုယ်ပေါ်မှာအဖြူအောင်အမှုန်လေးတွေရှိတတ်ပါတယ်။ဒါဟာတကယ်တော့အကျိုးပြုဘက်တီးရီးယားတွေပါ။သူတို့ဟာဒီဘက်တီးရီးယားကနေပဏိဇီဝဆေးတွေကိုထုတ်လုပ်ပြီးသူတို့ရဲ့မှုကင်းကိုဖျက်ဆီးမဲ့ပိုးမွှားတွေကိုတိုက်ဖြတ်ကြပါတယ်။လူသားတွေပဏိဇီဝဆေးကိုမတွေ့ရှိခင်နှစ်တန်းပေါင်းများစွာကတည်းကသူတို့ကသုံးဆွဲနေကြတာပါ။သူတို့ဟာအတိုက်နဲ့တစ်ပင်တွေကြားမှာအတားအဆီးမရှိဘဲမြင်မြန်သွားနိုင်ဖို့မြေပြင်ပေါ်ကအမိုက်တွေမြက်ပင်တွေကိုဖယ်ရှားပြီးဝေးပြေးလမ်းမကြီးတွေလိုလမ်းကြောင်းတွေကိုဖောက်လုပ်ထားကြပါတယ်။ဒီလမ်းကြောင်းတွေဟာပေရာချီရှည်လျားတတ်ပါတယ်။နောက်ပြီးအတိုက်ထဲမှာမှုတွေပုတ်မသွားစေဖို့ပျောစိတ်တွေဟာလေဝင်လေထွက်ပေါက်တွေကိုအဖွင့်အပိတ်လုပ်ပြီးအပူချိန်ကိုထိန်းညှိကြပါသေးတယ်။ဒါဟာတဘာဝရဲ့အကောင်းဆုံးလေအေးပေးဆက်စနစ်တစ်ခုပဲဖြစ်ပါတယ်။မိုးဆိုင်ပျောစိတ်တွေဟာတဘာဝတရားရဲ့ပထမဆုံးသောလေသမားများဖြစ်ကြသလိုသူတို့ရဲ့လူမှုအဖွဲ့အစည်းတိဆောက်ပုံဟာလူသားတွေအတူယူရလောက်အောင်စီကံရှိပြီးစနစ်ကျလာပါတယ်။သူတို့ဟာဂေယစနစ်ထဲမှာတည့်ရွက်ဟောင်းတွေကိုမြေဩဇာဖြစ်အောင်ပြုလုပ်ပေးတဲ့အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေကြတာဖြစ်ပါတယ်။ဒီတင်းငယ်တဲ့တရဝါလေးတွေစီကနေကျွန်တော်တို့တင်ယူစရာတွေအများကြီးရှိနေပါတယ်။